ဒီနေ့မှာတော့မြစ်တောင်မွေးရှည်လာအောင်ပြုလုပ်နေဝမ်းဖိုင်မှာအကျော်ပြရများကင်းစင်အောင်ပြုလုပ်နေခြေပနောက်6တွေပြီးကွဲနေရင်ပြုလုပ်နေစပင်အုပ်ထုပြီးရှည်လာအောင်ပြုလုပ်နေမျက်နှာပေါ်ကအမွေးမြင်နေဖို့ဖေရှားနေမျက်နှာပေါ်ကအရေးအကြောင်းတွေကင်းစင်အောင်ပြုလုပ်နေတော့ဖို့တူတာညဝပေးပါမယ်မြစ်တောင်မွေးရှည်ပြီးထူလာအောင်ပြုလုပ်နေကိုပြပြပေးပါမယ်မြစ်တောင်မွေးရှည်ပြီးထူလာဖို့အုံးစီနဲ့ရှားဆောင်လက်ပတ်ချဲထားလိုအပ်ပါတယ်။အုံးစီမှာပါဝင်တဲ့ဗီတာမင် E တက်ထုဓာတ်နဲ့အခြားအာဟာရတွေကမြစ်တောင်ရဲ့မွေးညှင်းဖောက်ထဲဝင်ရောက်ပြီးမြစ်တောင်ရှည်ပြီးထူလာအောင်လှုံ့ဆော်မှုပေးနိုင်ပါတယ်။အုံးစီကရှားဆောင်လက်ပတ်နဲ့ပေါင်းစပ်ပြီးအတုံးပြူရင်မြစ်တောင်ပေါက်ဖို့ပိုပြီးအထောက်အကူရရှိနိုင်ပါတယ်။ပြုလုပ်နေရတော့အုံးစီကိုရှားဆောင်လက်ပတ်ချဲနဲ့ရောဆက်ပြီးမြစ်တောင်ဖို့တုပ်လိမ့်ပါဝမ်းဖိုက်မှာအကျော်ပြရများကင်းစင်အောင်ပြုလုပ်နေကိုပြပြပေးပါမယ်။အမျိုးသမီးတွေအနေနဲ့မိဖွားပြီးဒါမှမဟုတ်အဝလွန်ရအနေပိန်သွားတဲ့အခါဝမ်းဖိုက်မှာအကျော်ပြရတွေကျန်ရခဲ့တတ်ပါတယ်။ဒါတွေပြတ်ကွယ်သွားတဲ့အတွက်အာလူနဲ့ကတိစားပဲလိုအပ်ပါတယ်။အာလူမှာပါဝင်တဲ့ကစီဟာအသားရည်ကိုပျော့ပြောင်းစေတဲ့ခုံတက်တည်ရှိပါတယ်။ဒါအပြင်ဓာတ်တိုးဆန့်ကျင်နိုင်ပြီးဆဲပစ္စည်းမှုနေတော့အောင်ဒါမှမဟုတ်မရှိအောင်ပြုလုပ်ပေးနိုင်တဲ့အတွက်အသားရည်မပစ္စည်းအောင်ကာကွယ်နိုင်စွမ်းရှိတဲ့အကောင်းဆုံးသောအရာဖြစ်ပါတယ်။ပြုလုပ်နေရတော့အာလူကိုအခွန်ရွာပြီးဘာဘာလှိဖြတ်ကပတ်တီးစားတဲ့ထဲပါ။အာလူထည့်ထားတဲ့ပတ်တီးစားနဲ့အကျော်ပြရတွေရှိတဲ့နေရာကိုဖိနှိပ်ပေးပါ။ခြေမနောက်6တွေပြီးကွဲနေရင်ပြုလုပ်နည်းကိုပြပြပေးပါမယ်။ရှောက်ဒီအလုံးကြီးတစ်လုံးနဲ့အဆိုဓာတ်ထိန်ခရမဲလိုပါတယ်။ပြုလုပ်နည်းကတော့ရှောက်ဒီတစ်လုံးကိုချစ်ချန်ခွဲကခြေပြောင်းမှာကတ်ထားပြီးခြေစိုးဝဲအိတ်လိုက်ပါ။မနစ်အိယာထားရချိုးပြီးချိန်မှာအဆိုဓာတ်ထိန်ခရင်ကိုလိမ့်ထားပါ။စပင်အောင်ထုပြီးရှည်လာအောင်ပြုလုပ်နည်းကိုပြပြပေးပါမယ်။စပင်းရှိပြီးအုံထူလာကမိမဆန်ပြီးဆွဲဆောင်မှုရှိစေပါတယ်။စိတ်ပူစီမှုများတာနဲ့လေထုညဉ့်ညမ်းမှုတွေကြောင့်စပင်းကျွတ်ထားများလာပြီးစပင်းပါလာနိုင်ပါတယ်။စပင်းအုံထူအောင်ပြုလုပ်ဖို့စစ်တွန်နီ5ဦးနဲ့ရေပဲလိုအပ်ပါတယ်။ဒီလိုနေရတော့စစ်တွန်နီကိုဖြောစင်းနဲ့ချိန်ပြီးထွက်လာတဲ့အရည်နဲ့ကောင်းစီချတာပါ။ဘက်ကနှစ်စိမ်ပြုလုပ်ပါစစ်တွန်နီမှာများစွာပါဝင်တဲ့ဆာဖာထက်ပေါင်းဆောင်စပင်းပြန်ပေါက်လာတာပါ။ဆာဖာကကောလာဂျင်ထုတ်လုပ်ဖို့ကူညီပေးပါတယ်။ကောလာဂျင်ကကျန်းမာတဲ့ဆဲတွေကိုထုတ်လုပ်စေပြီးစံသားကြီးထွားဖို့ထောက်ပံ့ပေးပါတယ်။ဒါ့အပြင်စစ်တွန်နီကတွေးလက်ပတ်မှုကိုလည်းကောင်းစေနိုင်တာမို့စံသားကြီးထွားဖို့ပြုနိုင်ပါတယ်။ဒီဟာပေါ်ကအမွေးမြင်တွေကိုဖေရှားဖို့ပြုလုပ်နေရတော့နွင်းကိုရေနဲ့အနစ်ဖြောအောင်ဖြောစပါဒီအနစ်ကိုဖေရှားခြင်းနဲ့မျက်နှာပေါ်ကအမွေးရှိတဲ့နေရာမှာလိမ့်ထားပါလင်းကခါလောက်လိမ့်ပြီးမှအမွေးတွေပါသွားပြီးထွက်သွားပါလိမ့်မယ်မျက်နှာပေါ်ကအရေးအကြောင်းလေးကင်းစင်အောင်ပြုလုပ်နည်းကိုပြပြပေးပါမယ်စပြစ်ဒီမှာအရွယ်တင်နုပြုံနိုင်တဲ့ခွန်တက်တီရှိပါတယ်ဒီမှာပါဝင်တဲ့အပင်ထပ်ပေါင်းလေးကအရေးအကြောင်းတွေကိုပြည့်ပြည့်စေနိုင်ပြီးအခြေပြားကျုံနိုင်ဆက်နိုင်အားကိုကောင်းမွန်စေကအရေးပြပစ္စည်းမရှိအောင်ကာကွယ်နိုင်ပါတယ်။ဒါကြောင့်မျက်နှာပေါ်အရေးကြောင့်တွေကိုကင်းစင်ဖို့စပြစ်တီးနဲ့တိုင်လွင်စီပဲလိုအပ်ပါတယ်။ပြုလုပ်နေရတော့စပြစ်တီးကိုအခွန်နဲ့အစီကိုဖယ်ရှားပြီးဖြော်ရည်စစ်နဲ့ချိန်ပါ။ရရှိလာတဲ့အနက်စပွဲစွန်း2စွန်းစာကိုလက်ဖေးရည်စွန်း2စွန်းစာတန်ရွင်စီနဲ့ရောဆက်ပြီးမျက်နှာနဲ့လဲပင်ပေါ်မှာလင်းပေးပါ20မိနစ်ခန့်ထားပြီးရေနွေးနွေးနဲ့စေကြောလိုက်ပါဒါဆိုလာပါစမ်းမကြီးအတွက်အတွင်းဝင်တဲ့စစ်ကလေးတွေကိုဖူတူတာအနေနဲ့ဒီလောက်ပါပြီနော်ဗီဒီယိုလေးကိုစိုင်းနေတဲ့ရင် like share နဲ့ subscribe လုပ်တော့ပြပါအောင်နော်အားလုံးချမ်းသာကြွယ်ရှင်တဲ့ဘဝတွေပိုင်ဆိုင်နေကြပါစေ။